ဒုက္ခမြေအိမ်ချမ်းမြေရောင်းဝယ်ရေးကိုကြည့်ရှုပြီးဝယ်ယူအားပေးနေကြတဲ့မိသားစုတွေအားလုံးပဲမင်္ဂလာပါခင်ဗျခါတိုင်းလိုပဲအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အယောင် post လေးကိုထပ်ပြီးတော့တင်ပေးအောင်မှာပဲဖြစ်ပါတယ်ဗျနေရာလေးကတော့ထုံးတဲ့အတိုင်းပဲမှော်ဘီမြို့နယ်ထိန်သွန်းကျေးရွာမှာတည်ရှိပါတယ်ဗျထိန်သွန်းကျေးရွာဆိုတာကလေမှော်ဘီမြို့နယ်ဆဆကြီးနေရာဖြစ်တယ်လို့ထောက်ကျက်အကျော်လေးမှာဖြစ်တာကြောင့်ရန်ကုန်မြို့ကြီးနဲ့အရန်ကိုမဝေးတဲ့နေရာလေးတစ်နေရာပဲဖြစ်ပါတယ်ဗျကဲအခုတော့ခြံလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးပါမယ်ခြံလေးအကျယ်ကတော့ပေ100ပတ်လည်ရှိပါတယ်ဗျခြံလေးကိုလည်းဒါအုတ်တတိုင်းတွေခတ်ပေးထားပါတယ်နော်ခြံလေးကတော့လမ်းနှစ်ဘက်ပေါက်ပြီးတော့ထောင်းွက်လေးပဲဖြစ်ပါတယ်ခြံရှိအထီကားလမ်းကလည်းပေါက်ပြီးရေမီးကလည်းအစုံပါပါတယ်ဗျပေ100ပတ်လည်ဆိုတဲ့အနေအထားဟာတော်တော်လေးကိုကျယ်ပြီးတော့အေးချမ်းစွာအပန်းဖြေခြင်းနဲ့ဘောသီတွေအတွက်ကတော့အရန်ကိုအဆင်ပြေတဲ့နေရာလေးတစ်နေရာပဲဖြစ်ပါတယ်ဗျဈေးလေးကိုတော့ဒါပိုင်ချင်တဲ့ဓာတ်ရညှိနှိုင်းနိုင်ပါတယ်ဗျစိတ်ဝင်စားရင်တော့ကျွန်တော်ဖုန်းဆက်ပေးပါဗျလူကြီးမင်းတို့ရဲ့ဖုန်းလေးကိုကျွန်တော်မျှော်နေပါမယ်နော်ကြည့်ကြည့်ပေးတဲ့ကျွန်တော်မိသားစုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ